ကြည်ခြင်းကြောင်းပြောမယ်ယုံကြည်ခြင်းကြောင့်ငါတို့ဒီခေါက်မှာ conference လုပ်မယ်ဆိုပြီးတော့အဲ့ဒီသင်တန်းကောင်းစဉ်ကိုဘယ်လိုပေးလိုက်လဲဆိုတော့တောင်များကိုပင်ရွေ့စီနိုင်သောယုံကြည်ခြင်းဆိုပြီးတော့မှ तू ကကောင်းစဉ်ပေးလိုက်အရန်လှဟာရန်ခွန်အားရကျွန်တော်တို့ပြင်ဆင်ကြတယ်ချင်းတွေနော်စသဖြင့်နော်တော့ကွဲတော့ပြင်ဆင်ပြီးတော့မှအဲ့ဒါနဲ့ကျွန်တော်ကနော်အဲ့တုန်းကတော်တော်လေးခရီးသွားတဲ့အချိန်ဖြစ်ရန်ကုန်မှာ3-4ရက်လောက်ပဲခါလေးနေပြီးတော့မှတခါလေးပြန်ထွက်တော့6အဲ့လိုမျိုးပြည်တွင်းပြည်ပနော်တအားကိုနော်ဒီထက်ပိုထွက်တဲ့အချိန်ပေါ့ဆိုတော့တစ်ချက်လေးလွတ်သွားပြီးတော့မှလက်မှတ်ကိုကြိုမလုတ်လိုက်မိတော့အဲ့ဒီသင်တန်းလုံးပဲနေရာက Melbourne မှာဖြစ်ဆိုတော့အဲ့ဒီရက်အတွက်ကျွန်တော်လုတ်လိုက်တဲ့ခါမှာလက်မှတ်ကမရတော့ဘူးဆိုတော့ seat မရှိတော့ဘူးဆိုဟာဒါဆိုဘယ်လိုလုပ်မလဲနောက် agent တွေရှာလူအကုန်လုံးရှာလုံးဝမရှိတော့အဲ့တော့ကျွန်တော်တော်တော်များများသုံးတာ Columbus နော် agent သုံးတာအဲ့တော့အဲ့မှာကိုစီရဆိုကျွန်တော်အများနဲ့သုံးတဲ့ညီကိုပေါ့အလုပ်ပေါင်းရှာတယ်မရဟာဟိုမှာတင်တဲ့ကြီးညာနေပြီကျွန်တော်တို့အဖေကလည်းငါတို့လူမစုံလို့ဖြစ်ဘူးနော်ငါတို့3ယောက်နော်အားရပါသွားပြီးပါဝင်ကြမယ်အဖေလက်မှတ်ကတော့မရှိဘူးဖြစ်နေတယ်အဲ့မှာကျွန်တော်ဘုရားရဲ့ Rhema နဲ့ Revelation ရလိုက်တာငါတို့လုံမဲ့တင်တန်းကတောင်များကိုပင်ရွေ့စေနိုင်တဲ့နော်တင်တန်းဆိုပြီးတော့မှအဲ့ဒီမှာလာပြီးတော့ခွန်အားပေးမဲ့သူကလေရင်လက်မှတ်မရနိုင်လို့မရောက်လာဘူးဆိုရင်တော့နည်းနည်းတော့နော်လွဲနေပြီနော်မဟုတ်သေးဘူးပေါ့နော်ကျွန်တော်ယုံကြည်ခြင်းနည်းနည်းအားနည်းရရောက်သွားမယ်ပေါ့နော်ဆိုတော့ဟာဒုက္ခပဲနော်မရရင်တော့ခေါင်းစဉ်ပြောင်းမလို့ဖြစ်နေတယ်နော်အဲ့ဒါနဲ့ကျွန်တော်စိတ်ထဲမှာရုပ်တရက်ဖခင်ကတတ်နိုင်တယ်လေဖခင်ကတတ်နိုင်တယ်လေဆိုတော့စိတ်ထဲမှာလေအတိပဲမဟုတ်တော့ပဲနဲ့ရီမာဖြစ်လာတာဟာလေလုယာအဲ့ဒါကြောင့်ဆုတောင်းပြီးတော့အခါရှာခိုင်းထားပြီးဖြစ်တယ်အဲ့ဒီ agent အဲ့ဒီကိုစီယာကိုကျွန်တော်ဖုန်းပြန်ဆက်ကိုစီယာကျွန်တော်အဲ့ဒီနေ့အမီထပ်ပြီးရှာပြီးပါအောင်ဆိုသူလည်းစိတ်မကောင်းကျွန်တော်ရှာပြီးပြီနော်တော်တော်မရှိဘူးမရဘူးဟုတ်ပါဘူးကျွန်တော်စိတ်ထဲမှာနော်နည်းနည်းလေးခံစားရတယ်တယောက်တည်းကန်ဆယ်တာပါညာလည်းရှိနိုင်တယ်ဆိုတော့နည်းနည်းပြန်ရှာပေးကြည့်ပါအောင်ဆိုတော့ဟုတ်ပြီဆိုရှာဖုန်းပြန်ချခဏနေကြတော့ဖုန်းပြန်ဆက်လာဟာကိုစံပြီးထူးထူးဆန်းဆန်းပဲတနေရာရတယ်တဲ့ဟုတ်လားဆိုရလွန်အားကြီးလို့ကျွန်တော်အဖေတို့ထက်တောင်စောပြီးရောက်နေတာဩစတြေးလျကိုဘုရားခင်နာမတော်ဘုန်းတော်ထင်ရှားပါစေဟာလေလုယာအဲ့ဒီသင်တန်းမိတော်မမိတော့မဲ့အခြေအနေမှာလေဒီနှုတ်ကပတ်တော်ကကျွန်တော်ထဲမှာအသက်ဖြစ်လာတဲ့ခါမှာနော်ဒီသင်တန်းအမိဒီနော်အရာအလုံးဖန်ဆင်းပိုင်တာအုပ်ဆိုးတဲ့ဘုရားကငါအတွက်တနေရာစာဒီအချိန်မီရောက်နိုင်ဖို့တော့ကျွန်တော်ကကိုကြိုးအတွက်မဟုတ်ကိုနော်ဝါချွားဖို့အတွက်မဟုတ်ငါရအောင်နေရာရှာပြမယ်မဟုတ်ဘဲနဲ့ကိုတော့အမှုတော်မှာကျွန်တော်ပါဝင်ဖို့ရန်အတွက်ကိုတော့အလိုရှိပါပါကိုတော့တက်နိုင်တော်မူခြင်းကိုကျွန်တော်အတွက်နော်အသုံးပြုပေးမယ်လို့ယုံကြည်တယ်အဲဒါကြောင့်ဆိုပြီးတော့ယုံကြည်ခြင်းနဲ့ဝန်ခံတဲ့အခါမှာရပြီးတော့မှကျွန်တော်ကစောရောက်သွားအမေတို့ထက်2ရက်လောက်စောရောက်သွားတော့အဲ့မှာအဲ့ဒီဆရာသင်ဟုတ်ဆရာအိမ်မှာကျွန်တော်တဲပြီးတော့မှကျွန်တော်ခဏအိတ်လိုက်တယ်အိတ်ပြီးတော့ညနေနိုးလာတဲ့အချိန်မှာအဲ့မှာသူတို့တွေကထမင်းတွေပဲချက်တဲ့အချိန်မှာဂီတာတစ်လုံးတွေ့စိတ်ထဲမှာရမ်းနော်တချင်းရေးဖို့ဖြစ်လာတော့မယ်ဆိုနည်းနည်းလေးနော်ဆိုင်းလေးရှိတယ်ကျွန်တော်စိတ်ထဲမှာစန့်စီရတာဟာတချင်းရေးဖြစ်မလားမသိဘူးဆိုပြီးတော့စိတ်ထဲမှာဒီကြောင်းကလည်းရှိတယ်တော့အဲ့မှာသူတို့ရဲ့ classical guitar လေးကျွန်တော်ယူလိုက်တော့ကျိုးကတစ်ချောင်းလားနှစ်ချောင်းလားမသိဘူးပြက်နေသေးတယ်မဆုံးဘူးတော့ဒီချင်းကအဲ့ဒီguitar လေးနဲ့ကျွန်တော်ရေးပြီးတော့မှညီအဲ့မှာပဲတခါတည်း2012တုန်းကဒီချင်းလေးကိုကျွန်တော်ရေးဖြစ်ခဲ့တာဖြစ်တယ်ဒါကြောင့်ဒီခဏတော့ဒါကြီးဆိုလေးတော့မရှိပေမဲ့ပေါ့နော်ဒီချင်းလေးလည်းကျွန်တော်ပြန်ဆိုချင်ပါတယ်လို့နော်ဒီယုံကြည်ခြင်းတစ်ခုရှိလင်းဆိုတဲ့ချင်းလေးကျွန်တော်ဟောလိုလေးနဲ့ပဲကျွန်တော်တိုက်ထားတာရှိတဲ့အတွက်နော်ဒီချင်းလေးကျွန်တော်ဆိုချင်ပါတယ်ဝါရဲ့တော့ကတာစီတွေတောင်းလို့ရှိနေခြင်းကြံစကားတစ်ခုတော့တည်းရပါဘယ်တော့မှရှင်းလို့မရတော့ပါသင်တင်ခဲ့ချိန်မှာသခင်ရဲ့ဂရီတို့စင်ကြင်အို
ယုံကြည်နိုင်ရင်ဒီစကားယုံကြည်သူတွေဘွားများထိုတောင်းကိုပဲနေရာမှာရွေးစေယုံကြည်ခြင်းတစ်ခုရှိလေထိုတောင်းကိုနေရာမှာရွေးစေနိုင်တော့ခွင့်ရှိတယ်ကိုရောရှင်ကလေးထားခဲ့ရင်ဆိုင်ရတော့ခါနဲ့ထိုတောင်းတွေပြိုပြက်ဖို့မုံညင်းစေလားယုံလိုက်တော့ဘဝရဲ့ဒုက္ခတာစီတွေတောင်းလို့ရှိနေခြင်းကျန်စကားတစ်ခုတော့သတိရပါဘယ်တော့မှရှင်းလို့မရတော့ပါသင်တင်ခဲ့ချိန်မှာသခင်ရဲ့ဂရုတို့စင်ကြယ်အိုးယုံကြည်နိုင်ရင်ဒီစကားယုံကြည်သူတွေဘွားများထိုတောင်းကိုပဲနေရာမှာရွေးစေယုံကြည်ခြင်းတစ်ခုရှိလေထိုတောင်းကိုနေရာမှာရွေးစေနိုင်တော့ခွင့်ရှိတယ်ကိုရောရှင်ကလေးထားခဲ့ရင်ဆိုင်ရတော့ခါနဲ့ထိုတောင်းတွေပြိုပြက်ဖို့မုံညင်းစေလားYou're like用几件的苦西里，都到我的亚麻月，谁来到亏西的？ကိုရောရှင်ကလေးထားခဲ့ရင်ဆိုင်ရတော့ခါနဲ့တို့တောင်းတွေပြိုပြက်ဖို့မုံညင်းစေလား You're like dawn မုံညင်းစေလား You're like dawn ဘုရားရှင်ကောင်းကြီးပေးပါစေ